မင်္ဂလာပါအခုတလောမှာပြန့်နှံ့နေတဲ့ဒီ Nipah virus နဲ့ပတ်သက်ပြီးတော့မှပြောပြပေးမှာဖြစ်ပါတယ်ဒီ Nipah virus ကအခုမှဖြစ်တာမဟုတ်ပေါ့နော်ဒီလွန်ခဲ့တဲ့25နှစ်ကျော်ကလေးကဖြစ်ခဲ့တဲ့ရောဂါဟောင်းပဲဖြစ်ပါတယ်ဒီ virus က1999ကလေးကပေါ့နော်မလေးရှားနိုင်ငံဆွန်နိုင်းနီပါဆိုတဲ့ရွာလေးကနေပြီးတော့မှစတင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီရွာနာမည်ကိုအစွဲပြုပြီးတော့မှ Nipah virus ဆိုပြီးတော့မှခေါ်တွင်ခဲ့တာဖြစ်ပါတယ်သူကအခုအိန္ဒိယမှာဖြစ်နေပြီဆိုတော့ဒီအိန္ဒိယနဲ့အိန္ဒိချင်းနိုင်ငံတွေပြီးရင်အိန္ဒိယနဲ့ဒီအသွားလာရှိတဲ့နိုင်ငံတွေပေါ့နော်သတိထားနေကြရပြီဒီ virus ကိုကိုယ်ဆက်ခံရတယ်ဆိုလို့ရှိရင်ဘယ်လိုလက္ခဏာတွေပြလဲပြီးတော့ဘယ်လောက်ထိအနေရရှိလဲပေါ့နော်ပြီးတော့ဘယ်လိုကာကွယ်ရမလဲဆိုတာတွေကိုဒီနေ့ပြောပြသွားမှာဖြစ်ပါတယ်ဒီ virus ကဘယ်လောက်ထိကြောက်ဖို့ကောင်းလဲဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ရဲ့ပေါ့နော်အရေးကြီးဆုံးအပိုင်းဖြစ်တဲ့ဒီအဆုံနဲ့အုံနောက်ကိုတိုက်ခိုက်ပါတယ်ဆိုတော့ဆက်စဖြစ်ချင်းမှာဆိုလို့ရှိရင်တော့ပုံမှန်ပေါ့နော်တုတ်ကွေးဖြစ်တယ်လို့မျိုးဖျားတာတွေခေါင်းကိုက်တာတွေလက်ချောင်းနာတာလက်ချောင်းရတာတွေအဲ့ဒါတွေစတာပေါ့နော်နောက်ပိုင်းအဆင့်တွေကတော့ဒီအသက်ရှူရခက်တာတွေပြီးတော့ရှင်တတိလစ်တာတွေပေါ့နော်အဆိုးဆုံးကတော့ဒီအုံနောက်ရောင်တာပေါ့နော်ပြီးတော့သူက24နာရီနေပြီးတော့မှ48နာရီအထိကိုဒီတတိမိတာမျိုးတွေဖြစ်နိုင်ပါတယ်ပြီးတော့သူကဘယ်လောက်ထိအနေရရှိလဲဆိုလို့ရှိရင်ဒီကိုဗစ်လိုမျိုးပေါ့နော်ကိုဗစ်ထက်သေဆုံးမှုပေါ့နော်ပို့ပြီးတော့များတယ်သူကကိုယ်ဆက်မှုတော့ကိုဗစ်လောက်တော့သူကအဲ့လိုမျိုးမပြန့်လွယ်ပေမဲ့တကယ်ဒီယောဂခံစားရပြီဆိုလို့ရှိရင်တော့သေဆုံးမှုတော့အရန်မြင့်နေပေါ့နော်ပြီးရင်ဒီယောဂကိုကာကွယ်တဲ့ဆေးရောကိုတာဖို့လည်းမရှိသေးဘူးပေါ့နော်ဆရာဝန်တွေကကြတော့ဒီလူနာကိုတက်တာအောင်ပေါ့နော်အသက်ရှူရလွယ်အောင်အဲ့လောက်ပဲကိုတာပြီးလို့ရပါပေါ့နော်ပြီးတော့အခုသူကဘယ်လိုမျိုးကိုဆက်တက်လဲပေါ့ပြီးရင်ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ဟာကိုပြောပြပါမယ်သူကလင်းတို့ကနေတဆင့်ကိုဆက်တာပေါ့နော်သူကဒီအသီးစားတဲ့လင်းတို့ကတဆင့်အိမ်မွေးတရိษံနေပေါ့နော်ပြီးတော့အိမ်မွေးတရိษံနေတဆင့်လူပြီးတော့လူအချင်းချင်းပေါ့နော်အဲ့လိုမျိုးကိုဆက်ပါတယ်ဆိုတော့အသေးစိတ်ပြောမယ်ဆိုလို့ရှိရင်တော့လင်းတို့ကထွက်တယ်ပေါ့နော်ဇရွေးပြီးတော့C1 ပေါ့နော်အဲ့ဒါတွေပေနေတဲ့အသီးကိုကထိတွေ့မိလို့ပဲဖြစ်ဖြစ်ပေါ့နော်ပြီးရင်အဲ့ဒီလင်းတို့စီကထွက်တယ်ပေါ့နော်ခုနပြောတဲ့အရေးတွေပေါ့နော်အညစ်အကြေးတွေကိုထိတွေ့မိပြီးတော့မှယောဂဖြစ်နေတဲ့ဒီအိမ်မွေးတရိษံရဲ့အဲ့ဒီတရိษံစင်းတွေပြန်ထွက်တဲ့ပေါ့နော်အဲ့ဒီအရေးအညစ်အကြေးတွေကိုလူကအဲ့လိုထိတွေ့တဲ့အခါမှာဖြစ်ဖြစ်ပေါ့နော်ကိုဆက်နိုင်ပါတယ်ထိရုံနဲ့တော့ကိုတာမဟုတ်ဘူးအဲ့ဒီခုနပြောတဲ့ဒီအရေးတစ်မျိုးမျိုးကမျက်လုံးတွေပါးစပ်တွေနှာခေါင်းတွေထဲကနေပြီးတော့ဝင်နေပြီးတော့ဒီအနာဖြစ်နေတဲ့ဘယ်လိုပြောအရေးပြားနေဖြစ်ဖြစ်ပေါ့နော်အဲ့လိုကနေတဆင့်ကိုတာဖြစ်တယ်ပြီးတော့ဘယ်လိုကာကွယ်ရမလဲဆိုတော့ဒီအကောင်းဆုံးနည်းလမ်းကတော့ဒီတကိုယ်ရည်တန့်ရှင်းပေါ့နော်အဲ့တန့်ရှင်းကတော့အဓိကပါပဲပြီးလို့ရှိရင်ဒီအမြင်ပြင်ပေါ်မှာကြာနေတဲ့အသီးကိုပေါ့နော်ဥပမာလင်းတို့ကိုက်ရဖြစ်ဖြစ်ဒီငှက်ကိုက်ရဖြစ်ဖြစ်ပေါ့နော်အဲ့လိုအသီးတွေကိုလုံးဝမစားမိပါစေနဲ့ပြီးတော့အသီးတွေစားမယ်ဆိုလို့ရှိရင်လည်းတေချာရေဆေးကြောပြီးတော့မှခွန်ခွာပေါ့နော်အခုမခွာရတဲ့အသီးဆိုလို့ရှိရင်လည်းတေချာစားတွေပါနဲ့တေချာဆေးပြီးတော့မှစားစေချင်တယ်ပြီးရင်ထရီပေါ့နော်ဒီနေ့ရေတွေလည်းအစိမ့်မတောက်ပဲနဲ့တောက်မယ်ဆိုလို့ရှိရင်လည်းတေချာကြိုချက်ပြီးမှတောက်ပါပြီးတော့ဒီအပြင်ကပြန်လာတဲ့လက်ကိုတေချာဆေးကိုဗစ်တော့လိုမျိုးပေါ့နော်အစာမစားခင်မှာလက်ကိုတေချာဆေးပါပြီးလို့ရှိရင်ဒီယောဂဖြစ်နေတဲ့သူတွေနဲ့ထိတွေ့ရှာရမှာပေါ့နော်ပြီးတော့ဧည့်သည်လာတယ်ပဲထားပေါ့နော်ဧည့်သည်လာတဲ့အခါမှာအဲ့ဒီနဲ့ထမင်းတူစားရဲဆိုလို့ရှိရင်ဇွန်းပေါ့နော်ဇွန်းတုံးတဲ့နေရာမှာလည်းဒီဇရွေရတဆင့်ကိုဆက်နိုင်တာဖြစ်လို့ဇွန်းတီချားလေးပေါ့နော်ဟင်းခတ်ဇွန်းပေါ်မှာတီချားလေးအဲ့လိုမျိုးခွဲပြသုံးစေချင်တယ်ဒီကိုစားနေတဲ့ဇွန်းနဲ့ပဲဟင်းအားလုံးပေါင်းနှိုက်တာမျိုးမဟုတ်ပဲနဲ့ပေါ့နော်အဲ့လိုတီချားဟင်းတွေမှာဇွန်းတက်တာဖြစ်ဖြစ်အဲ့လိုဇွန်းကိုခွဲပြီးတော့မှတီချားလေးအသုံးပြုစေချင်ပါတယ်သူကဘယ်လောက်ထိအောင်ကြောက်ဖို့ကောင်းလဲဆိုလို့ရှိရင်ဒီကိုစက်ခံရသူပေါ့နော်2ယောက်မှာဆိုလို့ရှိရင်တစ်ယောက်နှုံးလောက်ကပြင်းထန်တဲ့အခြေအနေနဲ့အသက်ဆုံးရှုံးနိုင်တဲ့အခြေအနေနဲ့ရင်ဆိုင်ရနိုင်ပါတယ်ပြီးတော့ဒီကိုစက်ခံရတဲ့ထဲမှာဆိုလို့ရှိရင်မသေးဆုံးပဲနဲ့ဒီအုံနောက်ထိခိုက်မှုကြောင့်ဒီကိုအင်္ဂါပေါ့နော်မတန်ဆွမ်းပဲနဲ့ကျန်ခဲ့တာတွေလည်းရှိတာမို့လို့အရန်ကြောက်ဖို့ကောင်းပါတယ်ဖြစ်နိုင်တော့လင်းတို့ရှောင်ပေါ့နော်ပြီးတော့လင်းတို့ကထွက်တဲ့ခုနအညစ်အကြေးတွေမှန်သမျှကိုလည်းပြီးရင်ဒီလင်းတို့ထိတွေ့ထားတဲ့အရာမှန်သမျှကိုရှောင်ဖို့ပေါ့နော်ပြီးလို့ရှိရင်ဒီအိမ်မွေးတရိษံထွက်တဲ့ဒီအညစ်အကြေးတွေမှန်သမျှလည်းဒီဓာတ်ရိုက်ဖြစ်ဖြစ်တဆင့်ဖြစ်ဖြစ်မထိတွေ့မိဖို့ပေါ့နော်ပြီးတော့ကို
ကိုယ်မကိုးဆက်အောင်ပြီးတော့သူမြောက်လည်းမကိုးဆက်အောင်ပေါ့နော်အားလုံးတတိလေးနဲ့ဂရုတစိုက်လေးနေကြဖို့ပြောချင်ပါတယ်ဆိုတော့ခင်ရဲ့ဗီဒီယိုကတော့ဒီနေ့ရက်လောက်ပါပဲအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျနောက်ထပ်ဗီဒီယိုကြံ့ပြန်တွေ့ကြမယ်နော်အားလုံးပဲတတာ